Hello အားလုံးမင်္ဂလာပါ My passion to yours ကနေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်။အိုးအမကိုရိုင်းဗီဒီယိုမလုပ်တာကြာသွားပြီပေါ့နော်။ကြာသွားပြီဆိုတာအထက်ဒီလိုမျိုးဒီ My passion to yours channel ကိုကြည့်နေတဲ့တယောက်ချင်းစီကိုအဲ့လိုနဲ့ပဲအစုံသိစေချင်တာပေါ့နော်အဲ့တော့ဒါပထမအပတ်မှာဆိုရင် agrobacteria ကိုလေ့လာနေတဲ့ guest speaker ကိုဖိတ်ထားတယ်ဒုတိယအပတ်မှာဆိုလို့ရှိရင်ဒါဒီ Fusarium fungine ပေါ့နော် Fusarium fungine ကိုဒီအမားတို့ရဲ့ hams တို့ marijuana တို့အဲ့အပင်ကနေပြီးတော့မှextract ယူပြီးတော့ဒီမြန်မာနိုင်ငံမှာပထမဆုံးပေါ့နော်ဒါ new species တွေ့ထားတဲ့အမတယောက်နဲ့အမတယောက်ဖိတ်ပြီးတော့ guest speaker အနေနဲ့ဖိတ်ထားတယ်ပေါ့နော်ဆိုတော့အမလောလောဆယ်က guest speaker 2ယောက်ဖိတ်ထားတယ်ပြီးတော့လဲနောက်ထပ်အများကြီးရှိသေးတယ်ပေါ့နော်နောက်ထပ်အမတင်ဖြစ်မှာကတော့ဒီ EDNA အကြောင်းပေါ့နော် environmental DNA အကြောင်းကိုပြောပြမယ်အကိုတယောက်ကိုလည်း guest speaker အနေနဲ့ဖိတ်ထားတယ်အဲ့တော့ဒီကြည့်တဲ့ audience အနေနဲ့ကလည်းဒီအမတယောက်တည်းပြောတာထက်စားလို့ရှိရင်တခြားလူတွေရောခြားလူတွေရဲ့အတွေ့အကြုံတွေရောဆိုလို့ရှိရင်ဒါပို့ပြီးတော့လဲ landing လုပ်ဖြစ်မယ်ထင်လို့ပေါ့နော်အဲ့လိုမျိုးidea လေးနဲ့အဲ့လို guest speaker လေးတွေကိုဖိတ်ထားရဲပေါ့နော်ပြီးတော့လဲဒီလို theory တွေကိုရှင်းပြတဲ့အချိန်မှာလဲအမတယောက်တည်းမဟုတ်ပဲနဲ့ဒီတက်ဆိုင်ရာကျွမ်းကျင်တဲ့လူတွေကိုလည်းအမတစ်ချက်ဖိတ်ပြီးတော့ discussion ပုံစံလေးလည်းနောက်ပိုင်းကျရင်လုပ်ပြီးသွားမယ်ပေါ့နော်ဒီနေ့မှာကြတော့အဲ့လိုမျိုးပေါ့နော် topic ကိုတော့ပြောတာမဟုတ်ပဲနဲ့ဒီတိုင်းအမားဗီဒီယိုကိုအပတ်တိုင်းကြည့်နေတဲ့လူဆိုလို့ရှိရင်နည်းနည်းပြောတွေးမိမလားတော့မသိဘူးပေါ့နော်အမားဆိုရင်လေဟိုတစ်ပတ်ကပဲဒီလိုမျိုးပယ်ပုံမှာတွေးတဲ့ bacteria အကြောင်းတင်နေနှာနေကြတော့ agro ရောက်သွားပြန်ပြီခဏနေကြလို့ရှိရင်အမားဒီ molecular biology ဆိုရဲအဲ့လို cloning တွေတင်ထားပြန်ပြီပြီးအဲ့ fungi အကြောင်းကိုထပ်ပြီးတင်ပြန်ပြီဆိုတော့အဲ့လိုသူတို့ကြီးတဲ့လူအနေနဲ့ကလေတစ်ပတ်နဲ့တစ်ပတ်ကတော့ relate လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့အမားအဲ့လိုမျိုး relate လုပ်လို့ရအောင်တင်ထားတဲ့ထက်စားလို့ရှိရင်နည်းနည်းပေါ့နော် integrate ဖြစ်တဲ့ပုံစံမျိုးလေးတွားထားတာပေါ့နော်ဒီ interdisciplinary research ဆိုတာဒါအမားတို့အခုနောက်ပိုင်းမှာအရန်ခေတ်စားလာတယ်အရန်သုံးလာတဲ့စကားလုံးပေါ့နော်ဒီ interdisciplinary research ဆိုတာကအဲ့တော့ဒီနေ့မှာအမအဲ့အကြောင်းလေးပြောပြမယ်နောက်ပြီးတော့ဒါအမအတွေ့အကြုံလေးတွေလည်းနည်းရှင်းပြပေးသွားမယ်ပေါ့နော် interdisciplinary research ဆိုတာဘာလဲကနေစမယ်ပေါ့နော်အဲ့တော့ interdisciplinary research ကိုအမအရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးstudy area တွေကိုပေါင်းပြီးတော့လေ့လာတာမျိုးပေါ့နော်အဲ့တော့ဒါကိုရဲ့လက်မှာကိုမတူတဲ့ expertise တွေကိုလက်မှာထားတာမျိုးပေါ့နော်ဥမာအမတို့လက်မှာဆိုလို့ရှိရင်prokaryote ဥမာ bacteria ကိုကောက်ကောက်ကျွမ်းကျင်တဲ့လူရှိတယ်အမဆိုရင် eukaryote ဘိုင်းကိုတွားမယ်ပြီးလို့ရှိရင်ဒီ computational biologist ရှိမယ်နောက်ပြီးလို့ရှိရင် structural biology ရှိမယ်ဆိုတော့ဒါဒီ lab တစ်ခုထဲမှာပဲ မတူတဲ့ expertise နဲ့ဖွဲ့စည်းထားပြီးတော့ဒါအမတို့က paper တွေဘာတွေရေးပြီးဆိုလို့ရှိရင်အဲ့ဒီ NPL ကနေရှုထောင့်ပေါင်းစုံအမတို့ထည့်တယ်ပေါ့နော်ဆိုတော့ဒီရဲ့အခန်းကဏ္ဍကလည်းနောက်ပိုင်းမှာအများကြီးအရေးပါလာတယ်အဲ့ဒီဟာကိုလည်းအမရဲ့အတွေ့အကြုံတွေနဲ့အခုလက်ရှိလုပ်နေတဲ့အတွေ့အကြုံနဲ့ပေါင်းပြောပြပေးသွားမယ်ပေါ့နော်အဲ့ဒီ interdisciplinary research ကဘယ်လောက်ထိအရေးကြီးရဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ဥမာအနေနဲ့အမပြောရမယ်ဆိုလို့ရှိရင်အမဆိုလို့ရှိရင်ဒီကိုယ့် bachelor ကိုမြန်မာနိုင်ငံကပဲရတာမြန်မာနိုင်ငံကနေအမ zoology နဲ့ပွေးရတာအဲ့တော့အဲ့ဒီတုန်းကဆိုရင်ဘယ်လိုပဲတည်ထားလဲဆိုတော့ okay zoology ဆိုလို့ရှိရင်အမတို့တွားလို့ရတာကဒီလိုမျိုးပေါ့နော်အကောင်တွေရဲ့ diversity ကိုလေ့လာမယ်ဥမာအနေနဲ့အမအဲ့ဒီတုန်းကဆိုဗာစိတ်ဝင်စားရလဲလင်းတို့စိတ်ဝင်စားပြီးတော့ဟိုပေါ့ဒီအမကလေတရုတ်ကိုရှောက်လိုက်တည်တယ်တရုတ်နိုင်ငံမှာအဲလင်းတို့ကိုလုပ်တဲ့တွေ့တနာလုပ်တဲ့ lab မှာအမဝင်ခွင့်ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အမမသွားလိုက်ဘူးအဲတော့ကကိုဗစ်နဲ့ဟုတ်တယ်ကိုဗစ်နဲ့ကနေစပြီးတော့မသွားလိုက်တာအဲ့တော့သူကဘာလောက်တာလဲဆိုတော့အမတိထားတဲ့လောက်ကကြတော့ okay လင်းတို့ဆိုလို့ရှိရင်သွားတယ် sample site သွားတယ်အဲ့လင်းတို့တွေရဲ့ဥမာပေါ့နော်တကောင်နဲ့တကောင်ရဲ့မတူညီတဲ့ measurement နေပြီးတော့သူတို့နေတဲ့နေထိုင်တဲ့ပုံစံနေအဲ့ပေါ်မှာအခြေခံပြီးတော့ပဲအဲ့လင်းတို့တစ်ခုထဲကိုပဲအာယုံဆိုင်ပြီးလုပ်တယ်လို့ပဲထင်တာကွာဒီလားအဲ့လိုအဲ့နောက်ပိုင်းကဒီ parameter တွေထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့စဉ်းစားမယ့်ဟာတွေအမတိတ်ပြီးတော့ခေါင်းရင်းမှမရှိဘူးငယ်သေးလို့လည်းပါတယ်ပေါ့နော်ပြီးတော့လည်းဒါလူဆိုင်အရင်မဖက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အရင်တုန်းကပေါ့နော်အခုအသွေးနဲ့ကတော့မတူဘူးအဲ့ဒါကြောင့်မို့လို့ဒီchannel ကိုကြည့်နေတဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့လိုဘယ်လိုပြောရမလဲ
ဒါမျိုးလေးတွေကိုတွေးလို့ရတယ်ဥမာကိုကဒါကိုပဲစိတ်ဝင်စားရဖြစ်ပါမလားပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းအလုပ်တွေပါတွေရောအဆင်ပြေပါမလားလို့အဲ့လိုမျိုးတွေကိုတွေးရတဲ့ဆိုင်ရင်လေဒီလို interdisciplinary research ဆိုတော့ကိုကလေကိုစိတ်ဝင်စားတဲ့ဟာကိုလေ skill ကိုကျွမ်းကျင်အောင်ပဲလုပ်လို့ရရည်ဒီလားအဲ့တော့ဒါကိုကဒီနယ်ပယ်ကိုကျွမ်းကျင်နေဆိုလို့ရှိရင်ဒါ higher လုပ်မှာပဲဒီဟိုပါပေါ့နော်ဥမာအနေနဲ့ဆိုရင်ခုနောက်ပိုင်းကဘာလဲဆိုတော့အဲ့လိုမျိုးလေအမတို့ဒီ computational biologist တွေတို့ပြီးတော့ bioinformatician တို့အဲ့ဒါတွေကတော်တော်လေးကို rule ကောင်းနေပေါ့နော်ဟို rule ကောင်းနေဆိုပေမဲ့တခြားဟာတွေကအရေးမပါတာမဟုတ်ဘူးအဲ့လိုမျိုးဒီလို experiment တွေလောက်တာကြိုက်တဲ့လူအတွက်ကလည်းဒါသူ့အတွက်နေရာရှိတယ်ပေါ့နော်ဆိုတော့ဒါ interdisciplinary research ကအဲ့လိုမျိုးကောင်းနေနောက်ပြီးကြတော့ဒီကိုရဲ့ lab ကိုကျွမ်းကျင်တဲ့အပိုင်းကဒီအထိပဲဆိုလို့ရှိရင်နောက်ထပ်ဘာတွေပါလုပ်လို့ရတယ်ဆိုတော့အဲ့လို collab လုပ်တာမျိုးပေါ့နော်ဥမာအနေနဲ့အမားတို့ lab ဆိုလို့ရှိရင်structural biology ရတယ်ဒါပေမဲ့သူတို့ကယူကယုံနဲ့ပတ်သက်ပြီးတော့မရအောင်အဲ့တော့ယူကယုံနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီအကြောင်းမှာဘယ်ဆရာလုပ်လဲဘယ်သူကကျွမ်းလဲဆိုတဲ့ဟာဒါသူတို့ပြန်ပြီးတော့စာရင်းနဲ့အရင် collab လုပ်တယ်ငါတို့ရဲ့ project ကတော့ဒါရှိတယ်ငါတို့ကဒါဒီ theory ကိုဒီလိုဖြစ်မယ်ဆိုတော့ hypothesis လုပ်တယ်အဲ့တော့ငါတို့ကဒီရှိတဲ့ဟာကိုယူကယုံမှာexpress လုပ်မယ်ဆိုလို့ရှိရင်ငါတို့ဒီလိုဖြစ်လာမယ်ဆိုတာကိုယုံကြည်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီရဲ့တစ်ဖက် lab ကလည်းအဲ့ဒီ proposal ကိုဖတ်တယ်ဒါသူတို့လက်ခံနေဆိုပြီး collab လုပ်တယ်အဲ့တော့ဒါကိုရဲ့ထုတ်လာမယ် paper ရလာတဲ့ result ကပို့ပြီးတော့ကြည်ကြဲပြန့်လည်းဖြစ်တယ်ဒါကပြီးလို့ရှိရင်ဒါဒီ opinion ဒီဖက် study area အနေနဲ့ကဒီလိုမြင်လို့ရတယ်ငါတို့ဒါကိုဒီဖက်မှာလုပ်တော့လေဒီလို result ထွက်လာတယ်ပေါ့နော်ဆိုတော့ဒါအရင် promising ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတာအဲ့တော့ဥမာအနေနဲ့ပြောရမယ်ဆိုရင်အမဆိုရင် master degree တုန်းကအမကအဲ့ဒီ zoo ကနေ microbiology ကိုပြောင်းလိုက်တယ်ဒါပေမဲ့အမတို့ရဲ့ microbiology ကကြတော့ apply microbiology ဆိုတော့ဒါအမတို့ရဲ့ proposal ကိုစရေးကြတဲ့ကနေပြီးတော့မှငါတို့ဒီ study ကိုဘယ်လို apply လုပ်လို့ရတယ်ဆိုတဲ့ဟာကိုတည်ပြီးတော့စဉ်းစားရတာပေါ့နော်အဲ့တော့အဲ့ချိန်မှာဆိုလို့ရှိရင်အမခုနပြောသလိုမျိုးပဲအမကအဲ့လိုဒီဟာဆိုရင်ဒီဟာအဲ့ဒီဟာကိုပဲတွေးထားတာကွာဒါပေမဲ့ဒီလိုမျိုးတွေနောက်တဝေးနဲ့စဉ်းစားလို့ရတယ်ဒီ interdisciplinary research အနေနဲ့စဉ်းစားလို့ရတယ် collab လုပ်လို့ရတယ်ဆိုတဲ့ဟာကိုအဲ့နေရာမှာစတင်ခဲ့တာပေါ့နော်ဆိုတော့ဥမာအနေနဲ့ဆိုရင်ဒါအမားတို့ရဲ့ lab ဆိုရင် micro algae ကိုလုပ်တယ်ဒါ micro algae ကနေပြီးတော့မှဒါအမားတို့ဟိုပါပစ္စည်း protein ပေါ့နော် protein ထုတ်တယ်ဒီအမရဲ့ဒီစိမ့်ပြရင်ကြီးကွာ spirulina ဆိုတာဒါလူတိုင်းသိတယ်ဒါလူတိုင်းနဲ့ယဉ်နေပြီးသားအဲ့ဒီဟာကဆေးဖက်ဝင်နေဆိုတဲ့ဟာကိုလည်းသိတယ်အဲ့တော့ဒါအမတို့ဒီလောက်ထိလူလဲတိများတယ်ဒီလိုဆေးဖက်ဝင်နေဆိုတဲ့ဟာကိုလည်းသိတယ်အဲ့ဒီဟာကိုအမတို့ကပို့ပြီးတော့နောက်တစ်ဆင့်အနေနဲ့ develop လုပ်မယ်ပေါ့နော် develop လုပ်မယ်ဆိုတဲ့အချိန်မှာအဲ့ဒီ micro algae ကနေပြီးတော့မှအမတို့ကတကယ်ကိုကောင်းပါတယ်ပမာဏအများဆုံးပါတယ်ဆိုတဲ့ protein ကိုအမတို့အဲ့ကနေထုတ်လိုက်တယ်ပေါ့နော်အဲ့မှာဒီ process တွေရှိတယ်ဒါအမအကြမ်းပြင်းပဲပြောပြလိုက်အဲ့မှာ protein ကိုထုတ်တယ်အဲ့ဒီရဲ့ protein ကိုအသက်နိုင်ဆုံးအမတို့ toxicity တွေ short ချရမယ်ဒါနောက်ပိုင်းဒီလူတွေစားဖို့ပါရည်ရွယ်ရဆိုတော့ toxicity short ချရမယ်တကယ်ကောင်းနေတကယ်ဈေးကွက်မှာရှိပြီးတဲ့spirulina တွေချက်ပို့ပြီးတော့ကောင်းရမယ်ဆိုတော့အစိုးတင်သွင်းထားတာဆိုတော့အဲ့ဒီရဲ့ဟာကိုအမတို့ထုတ်ပြီးလို့ရှင်ဒီတိုင်းဈေးကွက်တင်လိုက်လို့မရဘူးဂျားထဲမှာစမ်းရမယ့်အပိုင်းတွေရှိရဲပေါ့နော်အဲ့တော့ဥပမာအနေနဲ့အမတို့ဆိုရင်ဒီ in vitro ဆိုတော့ဒါအမတို့ cell ထဲမှာစမ်းတာရှိတယ် in vivo ဆိုတဲ့အကောင်မှာစမ်းတာရှိတယ်အကောင်မှာဆိုလို့ရှိရင်အဲ့တော့ animal မှာစမ်းတယ်ဆိုလို့ရှိရင်ဒါအမတို့ကြွက်တို့ယုံတို့အဲ့ပိုင်းမှာစမ်းတာပြီးတော့မှဒီလို clinical trial ဆိုပြီးတော့တွားတာဆိုတော့အဲ့မှာဆိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအမတို့ရဲ့ micro algae ဆိုတဲ့ microbiology ကနေပြီးတော့မှဒီလိုမျိုး in vitro cell တွေနဲ့စားမယ် in vivo ဆိုတဲ့ကြွက်တွေနဲ့လုပ်မယ်ဆိုလို့ရှိရင်ဘယ်သူတွေရဲ့အခန်းကဏ္ဍအရေးပါလာလဲဆိုတော့ဒီလို cell တွေနဲ့ဆိုရင် cell biologist တွေပေါ့နော်ဒီလိုမျိုးဒီ tissue culture လုပ်တဲ့လူတွေအဲ့ဒီဟာတွေကသူ့ရဲ့အခန်းကဏ္ဍအရေးကြီးလာတယ်ပြီးတော့ကြွက်မှာပြန်ပြီးတော့ဆမ်းမယ်ဆိုလို့ရှိရင် zoologist တွေဟုတ်ပြီနော်အဲ့လိုမျိုးဒီ animal နဲ့ပတ်သက်တဲ့certificate ရှိပြီးသားလူတွေပေါ့နော်အဲ့အရာတွေနဲ့လက်တွဲပြီးတော့လုပ်ရတော့မယ် zoology department နဲ့လက်တွဲပြီးလုပ်ရတော့မယ်အဲ့လိုပိုင်းနေရှိတယ် clinical trial ကိုဆန်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါအမတို့ဒီဆေးရုံတွေနဲ့ပါချိတ်ပြီးတော့လုပ်ရတဲ့အပိုင်းနေရှိတယ်ပေါ့နော်အဲ့တော့ဒါကိုယ့်ရဲ့ proposal ကဘယ်ကနေပဲစလိုက်တာလဲဆိုလို့ရှိရင်ဒီဈေးကွက်ထက်ပို့ပြီးတော့ဈေးကွက်မှာရှိပြီးသားဈေးညရင်ကြီးတွေထက်ပို့ပြီးတော့ကောင်းတဲ့အရေးသွေးကိုထုတ်ဖို့ဆိုတော့ဒီလိုမျိုး trial တိတိလေးကနေစလိုက်တာကိုမှအမတို့
4ခုလောက်ထိပေါ့နော်ဒီ interdisciplinary research 4ခုလောက်ထိအမတို့ပေါင်းလုပ်လို့ရတဲ့ project အကြီးဖြစ်သွားတယ်အဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့တော့ဒါဆိုရင်လည်းလို့စားတဲ့သူအနေနဲ့ဆိုရင် okay ဒီ product ကတော့ထွက်လာပြီးဈေးကွက်ထဲကိုရောက်လာပြီဒါပေမဲ့ဒီဟာဘယ်လိုမျိုးလောက်ထားလဲဆိုတဲ့ဟာကိုဒါအမတို့တို့စစ်မယ်ဆိုရင်လည်းဒါလုံးဝ document အပြည့်စုံရှိပြီးသားပေါ့နော်ထုတ်တဲ့ process ကနေပြီးတော့မှ sell မှာစမ်းတယ် sell ကဆိုလို့ရှိရင်ဒါကဘာလဲဆိုတော့အမတို့ဈေးတက်တာရယ်ပြီးတော့မွေးတာကြားတယ်ဆိုပေမဲ့လည်းဒီလိုမျိုးanimal မှာစမ်းတာတို့ပြီးတော့ဒီ clinical trial တို့ထက်ဆိုင်တော့ဒီ cell မှာစမ်းတာပို့ပြီးတော့လည်းညံတယ်ဒါနည်းနည်း adjust လုပ်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာမှအနေနဲ့ဆိုရင်ဒါအမတို့ကဒီ micro algae ကနေပြီးတော့ protein ထုတ်တယ်အရင်ဆုံး cell မှာစမ်းနေဆိုလို့ရှိရင် toxicity ကများတယ်ပေါ့နော်ဒါဆိုရင်ဒါကြွက်မှာစမ်းလို့အဆင်မပြေသေးဘူးဆိုရင်ဒါအမတို့ကဒီ microbiologist အနေနဲ့ okay ငါတို့ဘာတွေပြန်ပြီးတော့ adjust လုပ်လို့ရမလဲငါတို့ရဲ့ method ကမားနေတာလားဒီရဲ့ reagent ကိုထည့်လို့ဒီလိုဖြစ်တာလားဆိုတာဒါအမတို့ပြန်ပြီးတော့စဉ်းစားရမယ့်အပိုင်းဖြစ်သွားတယ်အဲ့တော့ဒီအမတို့ protocol တွေကို develop လုပ်ပြီးသွားတဲ့အချိန်မှာအဲ့ cell နဲ့ပြန်ဆန်းတော့အရင်ကထက်ဆိုင်တာပို့ပြီးတော့ကောင်းလာပြီဆို okay ပြဿနာကတော့ဒီနားရှိရဲငါတို့ဒီဟာလေးကို develop လုပ်လိုက်လို့ဒီလိုဖြစ်လာတာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးအစစ်ဆန်ရင်ကနေပြီးတော့မှဒါအမဆိုရင်နောက်ဆုံးပဲထိဆန်ဘူးလဲဆိုတော့အဲ့ကြွက်လေးတွေနဲ့ဆန်ဘူးတယ်ပေါ့နော်အဲ့တော့အမဒီကြွက်နဲ့ trial လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လေမဘလား2လလောက်မသိဘူးလုပ်လိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလုပ်ပြီးခဲ့တဲ့ကအမဒီကြွက်တွေနဲ့ဆန်တက်တဲ့ဟာကိုဆွတ်လွတ်လိုက်တာတော်တော်လေးကိုစိတ်မကောင်းဖြစ်လို့ပေါ့နော်တော်တော်လေးကိုမလုံးနိုင်တော့လို့အမအဲ့ဒီဟာကိုဆွတ်လွတ်လိုက်ပြီးတော့ဒီနည်းနည်းအမ molecular biology ဘက်ကိုပြောင်းသွားတာအခုကလေအဲ့ဒါတွေပါတယ်ပေါ့နော်အဲ့ဒါတွေကထားပါနောက်မှပြောပြမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေရှိတယ်အဲ့တော့ဒါအမဒီနေ့ကဘာပြောပြချင်တာလဲဆိုလို့ရှိရင်အဲ့ဒီ interdisciplinary research အကြောင်းရေဒီလိုမျိုးတွေတွေးလို့ရရဲဆိုတဲ့ဟာပေါ့နော်ဒါတခါလေကိုကဒီလို research ပိုင်းမှာလုပ်ချင်တယ်ဒါပေမဲ့ငါရဲ့အသွေးတွေကအဲ့လိုအရန်များကလေးဆက်နေရလားဖြစ်နိုင်ပါမလားဆိုပြီးတော့အဲ့လိုတွေးနေတဲ့တောင်းတတွေရှိမယ်ဆိုလို့ရှိရင်ကိုတွေးနေတာကိုလုပ်လို့ရတယ်ကိုကတော့ proposal ကိုတော့တေချာရေးရမယ်ပြီးလို့ရှင်ဒါကဆရာတွေကလည်းဆရာတွေရဲ့တက်နိုင်တဲ့ဖက်ကနေပြီးတော့မှတို့ဒါ collab လမ်းကြောင်းတွေဖောက်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒါကိုကဖြစ်အောင်လုပ်လို့ရှင်ရင်တော့ရတယ်အမဆိုလို့ရှင်လည်းဒီအမရဲ့အဲ့ proposal တိတိလေးကနေ idea တိတိလေးကနေစလိုက်တာပဲဒါပေမဲ့ဘယ်သူတွေနဲ့ထိတွေ့ခွင့်ရလဲဘာတွေ learning လုပ်လို့ရလဲဆိုတဲ့ဟာကိုအဲ့ microbiologist တယောက်အနေနဲ့အမြင်ကနေပြောပြပေးမယ်အမဆိုရင် cell တွေနဲ့လည်းထိတွေ့ရတယ်အဲ့လို in vivo zoology ဌာနတွေလည်းတွားရတယ်လောက်ရတယ်ဒီနောက်ပိုင်းကဒီနောက်ပေါ့နော်အမနောက် batch တွေကတော့အမရဲ့ train ထားတဲ့ဟာတွေနဲ့အမရဲ့ဒီ protein တွေနဲ့ကြွက်ရဲ့တခြား part တွေကဒီ fertility တွေအဲ့လိုမျိုးတွေဘယ်လိုရှိလဲဆိုတာတို့ကပြန်ပြီးတော့စမ်းတာပေါ့နော်အဲ့ကြွက်ရဲ့ different organs တွေကိုယူပြီးတော့ပြန်စမ်းတာအဲ့တော့ဒီဟာကနေပြီးတော့မှထုတ်လိုက်တာပြီးမဲ့ခန္ဓာကိုယ်ရဲ့ဘယ်ပိုင်းဘယ်လိုအကျိုးသက်ရောက်မှုရှိရဲဆိုတဲ့ဟာကိုအများကြီးအကျိုးသက်ရောက်မှုရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒါက interdisciplinary research ကိုပထမဆုံးဥပမာအနေနဲ့အမကဒီအမရဲ့ experience ကနေပြီးတော့မှပြောတာအဲ့တော့နောက်တစ်ခုအနေနဲ့ကကြတော့အဲ့လိုမျိုး interdisciplinary research ကတခါလေမှကြားလို့ရှိရင်ဒါအမတို့ scholarship တွေရှာတယ်ပေါ့နော် scholarship တွေရှာတယ်တခါလေဆရာတွေကလေသူတို့ရဲ့ interest ကိုပဲရေးထားတာဟုတ်တယ်ဥမာအမရဲ့ဆရာဆိုရင်သူက molecular biology ဆိုပြီးတော့ပဲရေးထားတာဒါပေမဲ့ကိုကငါဒါကြီးမသိဘူးငါဒီဆရာသဘောကျပြီမဲ့ तू ကဒါကိုမသိဘူးဆိုပြီးတော့လေဆရာတွေနဲ့မဆက်တွေ့ရမျိုးမဟုတ်ပဲနဲ့အဲ့လိုမျိုးပေါ့နော်ဒါကို cover letter ကိုခုနပြောသလိုငါမှဒီလို idea တွေရှိတယ်နင်းရဲ့ lab ကတော့ဒီလိုလုပ်နေရရှိတယ်နည်းနည်းများ collab လုပ်လို့များရမလားဒါမှမဟုတ်ရင်နင်းမှာအဲ့လိုမျိုးငါဒါအဲ့ project ကိုလုပ်ချင်နေဆိုလို့ရှိရင်နင်းမှာအဲ့လိုမျိုးပေါ့နော်ဆက်သွယ်ပြီးတဲ့လူတွေဒါမှမဟုတ်ရင် lab မှာပဲကိုပဲအဲ့လိုဘယ်လိုပြောမလဲတူလုပ်လို့ရတဲ့လူတွေရှိလားဆိုတဲ့ပုံစံမျိုးနဲ့ကိုက approach လုပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ခုနအမပြောသလိုမျိုးပဲအမတို့ lab မှာဆိုရင်ဆရာတို့ရဲ့ profile မှာ chemistry လို့ပဲရေးထားတယ်သူက chemistry major နေပြီးတာဒါပေမဲ့ခုနလက်မှာအမပြောသလိုပဲအမလက်မှာဆိုရင် cell biologist ရှိတယ်အမဆိုရင်ယုခရုပ်ကို molecular biology ဘိုင်းသွားတယ်ပြီးလို့ရှိရင်အဲ့လိုမျိုး structure ဘိုင်းရှိတယ် bacteria ကျွမ်းတဲ့လူတွေရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့ chemical ကို synthesis လုပ်တဲ့လူတွေရှိတယ်အဲ့လိုပုံစံမျိုးပြောတာအဲ့တော့ဒါကိုကစိတ်ဝင်စားရဆိုလို့ရှိရင်ဒီလိုမျိုးပဲ profile ကိုပဲကြည့်ပြီးတော့ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ပဲနဲ့ဒါဒီလိုတွေရှိရပေါ့နော်ဒါပေမဲ့တခါလေတချို့ဆရာတွေဆိုအရင်တဘောကောင်းပြီးတော့ငါကတော့ဒီလိုမျိုးတွေတော့မကျွမ်းကျင်မှုဒါပေမဲ့ငါရဲ့အတိအကတော့ဒီလိုရှိရဲဆိုပြီးတော့ဒါကိုကလည်းဒါ network နောက်တစ်ခုတိုးသွားတာအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့လိုမျိုး try ကြည့်လို့ရတယ်ဒီလို research ပိုင်းတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်လည်းလေပြီးတော့ဒါက
တခုပေါ့နော်ပြန်နောက်တစ်ခုကကြတော့အမဒီလိုမျိုးအလုပ်တွေရှာရင်းနဲ့ဘာတွေ့ရလဲဆိုတော့ဒီလိုမျိုးယူရိုပိုင်းကြီးပေါ့နော်အမအေရှားပိုင်းကြီးဖက်မှာတော့မတွေ့ယူရိုပိုင်းကြီးမှာဆိုလို့ရှိရင်တို့ကဒီလိုမျိုး university level မှာဟိုမှာအဲ့ဆရာတွေကဘယ်သူတွေနဲ့ collab လုပ်လဲဆိုတော့အဲ့လို industry ပိုင်းကလူတွေနဲ့ collab လုပ်တာတွေရှိတယ်အဲ့တော့ဒါကိုကလေအရန်ကိုအဲ့လိုမျိုး molecular ဖက်မသွားချင်ဘူးဒီလို protection ပိုင်းသွားချင်နေဆိုလို့ရှိရင်အဲ့လိုလူတွေအဲ့လို project တွေလည်းရှိတယ် industry ကလူတွေနဲ့ collab လုပ်ထားတဲ့ project တွေပေါ့နော်ဥပမာအနေနဲ့အမပြောမယ်ဆိုလို့ရှိရင်ဒီ product ကိုအမားတို့ကဒီလို laboratory level မှာဆိုရင်အရန်ကိုအဆင်ပြေရယ်ကွာဒါပေမဲ့ industry level မှာထုတ်ဖို့ဆိုလို့ရှိရင်အဲ့လိုမျိုး cell တွေကိုအမားတို့ထက်ခါသုံးလို့မရတော့ဘူး cell တွေကဥပမာဆိုရင်36 generation လောက်သုံးပြီးပြီဆိုလို့ရှိရင်အဲ့ cell တွေကတည်သွားပြီအဲ့တော့အမားတို့ကအစနေပြန်ပြီးတော့လောက်ရရောအဲ့တော့ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေဖက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒါသူတို့အနေနဲ့ကကြတော့ပစ္စည်းဘယ်လိုပြောမလဲပတ်စံပို့ကုန်တာပေါ့နော်အဲ့တော့အဲ့လိုအချိန်မှာဆိုလို့ရှိရင်ငါတို့ဒီဟာကိုဘယ်လို develop လုပ်လို့ရမလဲပေါ့နော်36 generation ကနေပြီးတော့မှလို့ဥမာ40 50 generation လောက်ထိဆက်ပြီးတော့ရှင်းတန်းနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်အပိုင်းမျိုး develop လုပ်လို့ရလဲဒီ organism ရဲ့အတွင်းပိုင်းကိုဒါအမားတို့လေ့လာပြီးတော့ငါတို့ဒီ gene ကိုဖြုတ်မယ်တက်မယ်ပေါ့ insert လုပ်မယ် delete လုပ်မယ်ဆိုလို့ရှိရင်ဒါကိုငါတို့ကအဆင်ပြေနိုင်နေဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးလောက်ကြရရှိတယ်အဲ့တော့ဒါက research ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဒီလိုမျိုး land တွေရှိရဆိုတဲ့ဟာကိုပြောပြတာအဲ့တော့ academy ဘိုင်းကိုသွားခြင်းအဲ့လိုရှိတယ်ခုနပြောသလို industry ဘိုင်းကိုလည်းအဲ့လိုသွားလို့ရတယ် Asia ဖက်မှာတော့အမမတွေ့ဘူး up to my knowledge ပေါ့နော်ကိုယ့်အတာကိုရှာကြည့်လဲရတယ် Europe ဘိုင်းကတော့အမတွေ့ရအဲ့ဒီဟာတွေများတော့အဖြစ်ကတော့Denmark တို့ UK အမတို့သွားလို့မရတော့ဘူးလीเนาะအဲ့တော့အဲ့ Denmark တို့ Germany တို့အဲ့အပိုင်းကြီးဆိုတော့လေးစစ်ပြေရပေါ့နော်အဲ့တော့ဒါကဒီနေ့ကအမအဲ့လိုမျိုးတော့မဟုတ်ဘူးဒီတိုင်းပဲလက်တန်းပြောတာပေါ့နော် interdisciplinary research အကြောင်းရဲ့အမအတွေ့အကြုံရဲ့နောက်ပြီးလို့ရှိရင်အဲ့လိုမျိုးလမ်းကြောင်းလေးရှိတယ် collab လုပ်လို့ရတယ်ဆိုတဲ့ဟာ collab လုပ်တဲ့အပိုင်းမှာလည်း academic ပိုင်း collab လုပ်လို့ရတယ် industry ပိုင်း collab လုပ်လို့ရတယ်အဲ့လိုမျိုးလေးပြောပြပေးသွားတာပေါ့နော်အဲ့တော့ဒီလိုမျိုး research ကိုလုပ်ချင်တယ်ဘယ်လိုလုပ်ရမှာလဲမသိတဲ့လူတွေအနေနဲ့ရောဒါကိုယ့်ရဲ့ skill ကိုကိုယ်တိုင် depth ဖြစ်တဲ့အချိန်ကြီးရှိရလေအဲ့တော့အဲ့လို depth ဖြစ်နေတဲ့အချိန်မှာဖြစ်ရမလို့ဒီလိုခုနောက်ပိုင်းမှာဒီလိုမျိုးလေးတွေ process လေးတွေရှိရဆိုတဲ့ဟာကိုပြပြပေးတာပါအမဒီနောက်ပိုင်းကြလို့ရှိရင်ဒါ molecular biology တွေအကြောင်းကိုထပ်ပြီးတော့ပြပြပေးမယ် guest speaker တွေကိုလည်းအမတက်နိုင်တဲ့လောက်အများကြီးပေါ့နော်နယ်ပယ်ပေါင်းစုံက guest speaker တွေကိုလည်းဖိတ်ပြီးတော့ပြပြပေးမယ်အဲ့လိုမျိုးအများကြီးလုပ်ပေးမယ်ပေါ့နော်အကုန်လုံးဒီ research ပိုင်းမှာအဆင်ပြေကြပါစေစိတ်ဝင်စားတဲ့လူတွေလည်းအဲ့လိုမျိုး position ကောင်းလေးတွေအများကြီး offer ရပါစေတော့မေဘိုင်စီကြပါစေနောက်ပတ်မှာပြန်တွေ့ပါမယ်